အားလုံးပဲမင်္ဂလာပါ KM Football Tips ကကြိုဆိုပါတယ်ဒီနေ့ညဘာစီလိုနာအင်ကွင်းမှာကစားမဲ့ Newcastle နဲ့ Barca တို့ရဲ့ Champions League 16တင်အဆင့်အဆုံးဖြတ်ပွဲစဉ်ကိုအမြန်ဆုံးသုံးသပ်ပြီးသွားပါမယ်ပထမကြော့မှာတတစ်တွေကြားထားလို့ဒီညကတော့အနိုင်ရတဲ့အသင်းနောက်တစ်ဆင့်တက်မှာပါဘာစာကတော့အင်ကွင်း15ပွဲစနိုင်ပွဲရထားသလိုပြီးခဲ့တဲ့ဘက်ကလည်း Sevilla ကို9-9သွင်းပြီးခြေစွမ်းပြထားပါတယ်ဒါပေမဲ့ Newcastle ကလည်း UC ရဲ့အဝေးကွင်းတိုင်းမှာဂိုးသွင်းနိုင်တဲ့အန်ဒီရရှိအသင်းချပြီး Harvey Barnes နဲ့ Gordon တို့ရဲ့တံပြန်တိုက်စစ်ကိုဘာစာတို့တတိထားရမှာပါဒီတာတွေရဒီပွဲဟာ3ဂိုးထက်ပိုတဲ့ဂိုးများပွဲ over 3.0 ဖြစ်ဖို့အလားအလာအလွန်ကောင်းနေပါတယ်ကျွန်တော်ရဲ့ရလက်ခံမှန်းချက်ကတော့3-1နဲ့ဘာစီလိုနာအနိုင်ရသွားဖို့ရှိပါတယ်အပိုင်လိုက်ချင်သူတွေအတွက် total goals over 3.0 နဲ့ဘာစီလိုနာ win လာအသေးချဆုံးပါပဲလီဗာပူးနောက်တစ်ဆင့်တက်နိုင်မလားတဲ့မြင်ကိုခွန်မှန်မှန်ရေးပြီးကြပါဦးဒီလို buy tips တွေတို့ KM Football Tips ကို subscribe လုပ်ထားဖို့မမေ့နိုင်ဘူးနော်အခုလိုကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ပေးတဲ့ပွဲလေးတွေနဲ့အားလုံးအဆင်ပြေကြပါစေခင်ဗျာ